ဒီဗီဒီယိုမှာတော့ကျွန်တော်က Minecraft ကိုပြောင်းမဲ့ဆော့သွားမှာပဲဖြစ်ပါတယ်ဟုတ်တယ်ကျွန်တော်ပြောမှန်ပါတယ်ကျွန်တော်တို့ကအရင်ဆုံးငကားကိုတက်ကမယ်ငကားတက်ပြီးတော့ဆိုရင်ကျွန်တော်တို့နေတာထဲရောက်သွားမယ်နေတာထဲရောက်သွားပြီးတော့နောက်မှာကျွန်တော်တို့ Piglin နဲ့ Obsidian ကိုရအောင် trade မယ် trade ပြီးနောက်ပိုင်းမှာကျွန်တော်တို့ portal ကိုစောင့်ပြီးတော့ကျွန်တော်တို့ overwall ကိုပြန်မယ်ပြန် right ဆိုရင်ကျွန်တော်တို့မှာရှိတဲ့တစ်ပင်ကိုသွားခုတ်မယ်အဲကြရင်ကျွန်တော်တို့ဒီ series ကပြီးသွားမှာပဲဖြစ်ပါတယ်โอเคကျွန်တော်တို့ဘောကတော့စလာပြီဖြစ်ပါတယ်ဟာခေါ်မှုပါဗောနော် NCD ရအောင်ဟိုအဲ့ဒါမဲရုပ်တော့ကြည့်ပြီးတော့မကန်ကောင်းလို့အဲ့ကျွန်တော်တို့အရေးကြီးဆုံးကလေဒီ series ဆိုလို့ရှိရင်အရေးကြီးဆုံးကအဲ့အန်နာမဲရုပ်တွေနည်းနည်းမှတော့မကြည့်မိနဲ့အဲ့ကောင်တွေကဝက်ကြီးတွေဟမ်ကျွန်တော်တို့ဒီမှာ NCD မှာဆိုလို့စားလို့ရမယ်ဆိုလို့ဒီတစ်ခုပဲရှိပါတော့နော် Coral Fruit ဆိုတဲ့ဟာကျွန်တော်ဒီ Coral Fruit ကိုရလာပြီဆိုရင်ကျွန်တော်တို့ဒီ Coral Fruit ကိုစားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ teleport ဖြစ်ပါမှာဟာငါဘေးရောက်လာအေးငါအောက်မှာမနေချင်အပေါ်ပြပို့ပေးအေးငါဘယ်လိုအောက်ပို့လာတော့ဟာဟေ့ဟာအပေါ်တက်လို့ရလားကျွန်တော်ဘယ်လိုတက်တော့ပါတော့ဟာတော့ကကျွန်တော်မစားတော့ Coral Fruit စားလိုက်အောက်ရောက်သွားတယ်ဘာကြီးလည်းမသိဘူးဒီ game ကြီးကကျွန်တော်အောက်ပေါ်ဒီနားမှာမစားတော့စားရင်လည်းတော့စားမှာဒီနားတော့မစားတော့သိချတယ်အခုကျွန်တော် NCD ရအောင်ရှားမှာ NCD တွေ့ပြီဆိုကျွန်တော်တို့ဘဝတော်လေးတက်တောင့်တက်တာဖြစ်သွားမှာအိုး NCD တွေ့ပြီအိုးကျွန်တော် NCD တွေ့ပြီလေရှိရင်ကျွန်တော် live fly ရပါနော်လေမရှိရင်တော့ live fly မရဘူးအဲ့ဒါပဲလေ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 မရှိဘူးကျေးဇူးအမှဟောကျွန်တော်အာမာတွေရှိမယ်ဗောနော်အာမာတွေနဲ့ကျွန်တော်တို့က Iron Man တွေကိုပို့ပြီးတော့တတ်နိုင်မယ်ဗောနော်ဘယ်လိုရမှာကျွန်တော်ဟိုပါလဲ Minecraft ပုံမှန်ဆော့လို့ပဲဒါကြောင့် looting လုပ်တာအဲ့ဆိုတော့အဲ့လိုမျိုးဗောနော်ကျွန်တော်လည်းမရှင်းပြတတ်တော့ဘူးလားဒါတို့အဲ့ဆိုကျွန်တော် Iron Man တက်ကမှာ Iron Man တက်ဖို့ကျွန်တော်ကကျွန်းတူးအောင်ပါဟုတ်ပြီကောင်းလိုက်တဲ့ Minecraft ကျွန်းတူးတွေရတယ်ဘဝရောက်နေပြီကျွန်တော်ဟုတ်ပြီကျွန်တော်တို့ခုလို့ပြီးပြီကျွန်တော်တို့ Enderman ဘယ်လိုတက်မှာလဲဆိုတော့ကျွန်တော် brother ကိုကျွန်တော်ရှင်းပြမယ်ဗောနော်အောက်ကိုမစင်းခင် Enderman တစ်ကောင်လောက်ပါနော် Enderman တစ်ကောင်လောက်ခေါ်ဒီကောင်ကျွန်တော်ကြည့်လိုက်မယ်နော်လာခဲ့ Enderman လားသူအဲ့လိုဒီထဲထဲကြာလာမယ်အကြရင်ကျွန်တော်သူ့ကိုရိုက်လိုက်ရုံပဲโอเคသူတေး Ender Pro drop ပဲအဲ့ Ender Pro နဲ့ကျွန်တော်တို့ကဗောနော်အဲ့မှာ PC တော့ရှာမှာပဲဖြစ်ပါတယ်။ဘာလို့ဒီပုံတက်သွားမယ်တက်ပွိုင်းဆိုအဲ့မှာ PC တော့ရှာမှာ။အရင်ဆုံးကျွန်တော် Ender Pro 3လုံးလောက်ယူထားလိုက်ပဲဗောနော်။ဘာလို့ဆိုတော့ကျွန်တော်အောက်ပြုတ်ကြလို့ရှိရင် Ender Pro ပြစ်လို့ရအောင်လို့။ကျွန်တော်ထင်တာနှလုံးလုံးဆိုကြိုက်ပဲလို့ထင်တာပဲရပြီကျွန်တော်မရှာတော့ပါဘူးနှလုံးဆိုရပြီ။ဘာလို့ဆိုတော့ကျွန်တော်အဲ့ပုံတက်မယ်တက်ပွိုင်းဆိုအဲ့ပုံပြစ်မယ်ဆိုတော့အဲ့ဒါပါပဲကျွန်တော်လုံးမှာဒါကကျွန်တော်တို့က block လေးဗောနော်။ဒီဟာလေးကကျွန်တော် block ကိုတွေ့ပြီးတော့တက်လို့ရတယ်ဒီကတော်တော်သုံးဝင်တဲ့ထဲမှာပါတယ်။ Okay ကျွန်တော်အထဲဝင်မယ်ဗောနော်အထဲဝင်ကမှန်ခွဲပြီးဝင်လိုက်ရုံပဲ။ Okay ပြီးတော့ကျွန်တော်တို့အပေါ်တက်မယ်။အော်မူရောက်ပြီပြပြီနော်။ Goဟုတ်ပြီโอเคအပေါ်ရောက်လာရှက်စာပဲနားမှာလဲ chest โอเค chest တစ်ခုတွေ့တယ်ကျွန်တော်ဟိုက pickaxe အရင်လိုချင်တာ pickaxe လိုချင်တာကိုပဲရှိတယ်အသုံးမဝင်ဘူးကျွန်တော်ဘာလုပ်ပေးရမှာလဲတော့မသိဘူးအဲ့တော့ဒီ NCD မှာတော့အခုကတော့ကျွန်တော်ဘာမှတော့မရှိတော့ဘူးဒီ NCD မှာ PC ကုန်သွားပြီအဲ့တော့ဒီချို့ NCD မှာတော့ရှာရအောင်ပါအဲ့ဒါပြဿနာအရင်တော့ကျွန်တော်တို့ block လေးတွေအရင်တည်အောင်မယ်ဗောနော် block လေးနည်းမပါလောက်ဆိုတော့တည်သွားလို့ရရင်လေကျွန်တော်တို့ဘဝတော့တော်တော်လေးတော့အဆင်ပြေအောင်မယ်ဒီတိုင်းခုံချရင်တော့ idea နည်းနည်းတော့များမယ်ဒါပေမဲ့ခုံချလိုက်အေးခုံချဟုတ်ကဲ့ဘာဖြစ်ဘူးအဲ့ကျွန်တော်တို့ what the fuck ကျွန်တော် NCD နောက်တစ်ခုထပ်သွားမရှာခင်ကျွန်တော်ကလည်းတခါတည်း Ender 4 fan လို့ရတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့လမ်းမှာ Ender 4ဖြစ်ပြီးတော့ကျွန်တော်တို့ဖြတ်သွားမယ့်နေရာရှိရပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်က Ender 4 fan နေတာပေါ့နော်အနည်းဆုံးကျွန်တော်ထင်တာ6လုံး9လုံးလောက် fan လို့ရှင်တော့ကျွန်တော်နဲ့အကိုက်ပဲလို့တော့ထင်တာပဲ Okay ဒီကောင်မ drop ဘူး Okay drop တယ်ဒီကောင်ကတော့ Okay ကျေးဇူး Okay ဒီကောင်လည်း drop တယ် Okay ကျေးဇူး Okay ဒီကောင်လည်း drop တယ် Okay အဲ့ဒါ4လုံးရှိပြီဒီကောင်ကတော့မ drop ဘူးဘာမျိုးဒီကောင်လည်းမ drop ဘူး Okay drop တယ်5လုံးရှိပြီအနည်းဆုံး6လုံး9လုံးလောက်ဆိုရင်လည်းရတယ်ထင်တယ်ပဲ Okay drop တယ်6လုံး Okay drop တယ်ဒီကောင် drop ရင်ကျွန်တော်တော်ပြီ Okay ကျေးဇူးကျွန်တော်တို့မှာ10လုံးရှိပြီဆိုတော့ကျွန်တော်ဆက်မဖမ်းတော့ဘူးပေါ့နော်တချို့ NCD သွားရှာမယ်ပေါ့နော်အဲ့ဒါနဲ့ပဲကျွန်တော်လည်း NCD ကိုကျွန်တော်ရအောင်ရှာခဲ့တယ်ပေါ့နော် A few moments later နောက်တစ်ခုလို့ထင်တာပဲအမြည်မဲအဲ့ဒါရဟိုပေါ်မှာ PC ရှိတယ်နောက်တစ်ခုနေမှာပီပါမလားဟာငါဖြစ်တာမမီလည်းမသိဘူးကွာဖောက်ပီလောက်ပါတယ် Oh my god မီတယ်โอเคဒါနောက်တစ်ခုထင်တာပဲကျွန်တော်ထင်တာနော်ဟိုပေါ်မှာလည်းရှိရကျွန်တော်အပုံဘယ်လိုတက်ကမှာအဲ့ဒါပြတ်တာကျွန်တော် block နဲ့တွေ့တက်တော့လို့ရှိရင်တော့မီတော့ကျွန်တော်19လုံးတော့ရှိရဆိုတော့စမ်းကြည့်ရမှာပေါ့ဗျာโอเคအပေါ်ရောက်လာပြီဟိုပေါ်တက်ကမှာOh my god holy shit မရအောက်ရင်ဆင်းမယ် Oh my god တွေးရောကျွန်တော်ဒီအောက်မှာ PC ရှိလာလို့ကျွန်တော်သိချင်တော့ chat ရှိလာလို့ chat ရှင်ကြီးအောက်မှာကျွန်တော် PC ရအောင်ပါမသိဘူးဆင်းကြီးမှသိမှာ
ဟုတ်ပြီရှိလားမရှိဘူးဟုတ်စားလိုက်တော့ပါမယ်အခုကျွန်တော်တိပါကျွန်တော်တို့ဘယ်လိုသွားရမှာလဲဆိုတော့ကျွန်တော်ဘယ်လိုလုပ်မှာလဲဆိုတော့ကျွန်တော်အဲ့ပုံရအောင်တက်ကပါဟုတ်ပြီโอเคအပေါ်ပြစ်မယ်ပေါ့နော်ကျွန်တော်တို့ဟုတ်ပြီကျွန်တော်ဒီဘက်ကိုပြစ်မယ်ပေါ့နော်ဟုတ်ပြီအမ PC ရှိရယ်ဟုတ်ပြီကောင်းတဲ့ PC ဖိက်လို့ရှင်လားဖိက်လို့ရှင်လားကျွန်တော်ဖိက်ရရအကုန်လုံးပြဿနာရှင်းပြီရောက်ဘယ်နာပြစ်လာတာမင်းတို့ကောင်တော့မရိုင်းတာဒီထဲမှာဘာကောင်မှမရှိတော့ဘူးကျွန်တော်ထင်တာဟုတ်တယ်မရှိဘူးဟဲ့ loading tree အနာဖို့အသေးချလို့ရပြီ Oh efficiency 5 fusion 3 Oh my god ဖိက်လဲရသွားပြီဒါပဲဒီကကျွန်တော်ဘာလုပ်ဖို့လဲတော့မသိဘူးဒါပေမဲ့ယူလာလိုက်မယ်ဒါကကျတော့မသိဘူးတင်ထားလိုက်မယ်မိုက်မယ်လို့တော့ထင်တာပဲရောက်ငါလည်းပြဿနာလာမရှာနဲ့ရောက်ကျွန်တော်အောက်သွားရမယ်မနေတော့အေးငါအောက်သွားချင်တာဒီမှာမဟုတ်ဘူးငါနေချင်တာကျွန်တော်ဒီမှာဖိက်ရပါပြီ Oh my god ဒါကျွန်တော်တို့ဘဝကိုပြောင်းနိုင်မဲ့ပစ္စည်းတစ်ခုလေးတော့ပြောလို့ရတယ်ဒါမှလည်းကျွန်တော် block ရလာပြီ and breaking ပါလားပါတယ် breaking 3 down Oh my god အဲ့ဒါမဲ့တက်မလို့ဗျာကျွန်တော်လာမင်းတို့အများကြီးလာကြအများကြီးပဲအစငါမင်းတို့ကျိုးတူးပြီးတက်ခဲ့ရတဲ့အကောင်ရယ်နော်မင်းတို့က Okay drop တယ်အိုးသုံးလုံးတော့ drop တာဟာခုနအဲ့ဒါနဲ့ပဲကျွန်တော်လည်း electric ရှာဖို့တော့ခကြီးကိုဆက်တင်လိုက်တယ်မိလောက်တယ်အဲ့ဒါမိတယ်အော်မနကားတော့တက်လို့ရတယ်တက်ရှင်ကျွန်တော်နကားတော့တက်လို့ရပါပြီခင်ဗျာပြောလို့မရသေးဘူးခက်ဒီနားမှာကျွန်တော်အရင်ပက်ကြည့်လောက်မယ်နော်ဒီနားမှာကျွန်တော် ACD ထက်သွင်းအေး ACD ထက်ရင်ဝင်မယ်ဟိုနောက်ပေါ်တယ်နောက်ထပ်တွေ့တယ်မှာပေါ်တယ်နောက်ထပ်တွေ့တယ်ကျွန်တော်ပြောရှင်တဲ့ပေါ်တယ်ကကြတော့ဒီပေါ်တယ်ပေါ့နော်ဒီပေါ်တယ်တဲ့ကိုကျွန်တော် Ender4 နဲ့ပြစ်လိုက်မယ်ဆိုရင်နကားတက်တဲ့နေရာရောက်သွားမယ်ပေါ့နော်ဒီနားမှာထားလိုက်မယ်နော်နောက်တက်နေရာဟုတ်ပြီမှတ်ထားလိုက်ပြီအော်တွေ့ပြီ Yes finally လေလဲရှိတယ်Oh my god ကန်ကောင်းပါတော်တော်Oh Yay နေရာစလိုက်မိတယ်အောင်ဟုတ်တယ်မိတယ်ရောက်ပြီအထဲဝင် Okay Oh Woo အလိုက်ဒရာရလာပြီဟုတ်ပြီOkay ဒါအဲ့လောက်တော့မကောင်းဘူးဒါပေမဲ့ကျွန်တော် PX တွေရလာတာတော်တော်ကောင်းတယ် efficiency ပါတဲ့ဟာပဲယူရမယ်မနော် fortune တော့အဲ့လောက်မယူတော့ပါဘူးပြီးတော့ဒီ go ကတော့လိုတယ် emerald ကတော့မလိုဘူးဘာဖြစ်လို့ယူရမှလည်းမသိဘူးဒါပေမဲ့အခုလောလောဆယ်တော့ဘာမှမကောင်းကျွန်တော်ရလာပြီးစီကမကောင်းရွှေကတော့နည်းနည်းအသုံးဝင်လိုက်မယ်မကောင်းအိုးဒါအဆင်ပြေတယ်6 I'm breaking ဒါပိုကောင်းတယ်ဖောက်ဟိုကန်ကောင်းလို့အေးရောက်ရှိตีတော့မှာအောက်ဆင်းမယ်ตีတော့မှာကျွန်တော်ဟောဘေးလာပို့နေရတော့ဖေးဖျောက်ဟောဘေးလာပို့နေရတော့ဟာဖျောက်ဘေးတွေရောက်သွားတော့အပြင်မထွက်ပဲအထဲထဲဝင်သွားတယ်ကျွန်တော်အခုတကားတော့တက်မယ်မနော်ရင်းနေခုံးနေTime has come. Okay, let's go. ကျွန်တော်ပြောက်လာ Okay ငကားနဲ့တွေ့ပြီ Okay အဲ့နာမဲတော့မကြည့်မိနဲ့ပေါ့နော်ဟိုငကားဒီဘက်မှာဟုတ် Okay တော့ခွဲဟုတ်ပြီငကားဟိုမှာဒီဘက်ကိုတတ်မယ်ငကားဘယ်ရောက်လာ Oh my god ရောက်ကိုတောက်ပြီပြတောက်စားဟုတ်ပြီစားဟုတ်ပြီဒါကအလဲမှာရောက်နေတဲ့အချိန်လုံး Oh my god အာဟုတ်ပြီစားမယ်အောက်ဆင်းမယ်ဟုတ်ပြီနောက်ထပ်တနေရာပြီးသွားပြီနောက်ထပ်2နေရာပဲကျန်တော့တယ်တူတယ်ကျွန်တော်ထင်အစား30ခုပဲကျန်တော့တယ်ဟုတ်ပြီစားမယ်အောက်ဆင်းမယ်ငကားဖက်ရှိလုံးနေရဟုတ်ပြီကောင်းတယ်ငကားဖက်ရှိလုံးနေရမဟုတ်ဘူးအဲ့ကောင်ဂျင်းထဲရောတာကြောက်အစာကုန်တော့မယ်ကျွန်တော်ဘာတော့စားရတော့မှာတော့အစာကုန်တော့မှာကြောက်ငါตีတော့မယ်ကြောက်ရေးဟုတ်ပြီตีတော့မယ်ကြောက်ရေးနောက်ဆုံးတစ်ခုပဲဟုတ်ပြီအောက်ပြန်ဆင်းမယ်အောက်ပြန်ကုန်ပြီငကားတက်လို့ရပြီဟုတ်ပြီ
ဟုတ်ပြီ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 အာthe hug နိုင်ဝိုင်းအဲ့ဒါတော့ကိုင်းသိပါပြီဒါပေမဲ့ကျွန်တော်တို့မပြီးသေးဘူးကျွန်တော်တို့နေတာတဲ့အရင်ရောက်မှာဒီထဲထဲခုံလိုက်ကျွန်တော်နေတာတဲ့ရောက်သွားမှာကျွန်တော်ကြက်ဥဘလို့တော့ယူတော့မှာကြက်ဥလားဟုတ်လားကြက်ဥဟုတ်လားကျွန်တော်ဒီထဲခုံလိုက်ကျွန်တော်နေတာတဲ့တက်ရောက်သွားမှာကျွန်တော်အမှန်တိုင်းပြောတာအခုငါဘေးရောက်နေတာနဗျာင်းငါ့ကိုဘေးကိုပို့လာပေးတာ Okay တော်ပါတော့ movie series တော်လိုက်တော့မယ်နားလိုက်တော့မယ်စိတ်ပြတ်တယ်ဟုတ်ပြီ go ကမှ crap မယ်ဖက်နဲ့ပဲလောက်တော့မယ် go တခုတက်တာတယ်အခုကတော့ကျွန်တော်ဒီ go လေးတွေပဲအရင်ဖန်လောက်မယ်ပေါ့နော်အခုကျွန်တော်ပြဿနာတစ်ခုတွေ့ပြီအဲ့ပြဿနာကျွန်တော်မှအစာမရှိတော့ဘူးဖြစ်နေတယ် Coral fruit က3ခုပဲကျန်တော့အဲ့ကြောင့်မလို့ကျွန်တော်အခုမူတွေနဲ့ပေါ့နော်စွပ်ပြုတ်လုပ်ပြီးတော့စားမလို့တွေ့ပြီအညူရောင်မူတော့တွေ့ပြီဒါပေမဲ့ကျွန်တော်အခုအနီရောင်အနီရောင်မူတော့ကြံအောင်မယ်အခုကျွန်တော်9နောက်ထပ်22တုံးရလာပြီပေါ့နော် pickling နဲ့ကျွန်တော် trade လို့တော့ရပြီလို့ထင်တာပဲကျွန်တော်ဟိုက obsidian လို့တာအဲ့ဆို obsidian နဲ့ကျွန်တော်တို့ nether portal စောင့်ပြီးတော့ကဘာကြီးပို့ပြန်သွားပြီးတော့ကျွန်တော်ကမှတစ်ပင်ခုတ်ပြီးဒီ series ပြီးပြီအခုကျွန်တော်စွပ်ပြုတ်လုပ်ဖို့အတွက်ပေါ့နော်ဒီအနီရောင်မူကတော့တွေ့ပြီဒီမှာ2ခုရပြီအဲ့ဒါကျွန်တော်ဟိုကဘိုင်လဲမစားတော့စားလို့လည်းရပြီဒီမှာနောက်ဆုံးတော့ကျွန်တော်စွပ်ပြုတ်လုပ်လို့ရပါပြီဟုတ်ပြီမင်းတို့စားဘူးလားဒီစွပ်ပြုတ်ကိုဘာမို့တော့ဒါကလူတွေရဲ့အုံနောက်အလုံးမလုံးတဲ့အချိန်ပဲဖြစ်ပါတယ်ဟုတ် obsidian drop ပြီ3 block ပဲရှိသေးတယ်ကျွန်တော်နောက်ထပ်9 block တောင်လိုသေးတယ်တက်လာလို့ပြောနေတာကိုမတက်ဘူးဘာကောင်းလဲမသိဘူးအခုကျွန်တော် obsidian နောက်ဆုံးတစ်ခုပဲလိုတော့ရယ်နောက်ဆုံးတစ်ခုရရင်ကျွန်တော်တို့ overwall ပြန်ပြီးတော့တစ်ပင်တော့ဟုတ်မယ်ရပြီဟိုမှာနောက်ဆုံးတစ် block okay အဲ့ဆိုရင်အခုကျွန်တော်မှာ10 block ရှိပြီအဲ့ကြရင်ကျွန်တော် portal တော့စောင့်တော့မယ်ဒီမှာကြီး10 block ရှိပြီကျွန်တော် portal ကိုကျွန်တော်ဒီနားမှာစောင့်မယ်ပေါ့နော်ကျွန်တော်ဒီနေတာမှာမနေတော့ကျွန်တော်ဒီနေတာကနေထွက်သွားတော့မယ်ဟုတ်ပြီကျွန်တော် overwall ရောက်ပြီဝါကျွန်တော်တို့ overwall ရောက်လာပြီကြည့်ပါအောင်တစ်ချက်ရှုံး overwall ရောက်လာပြီလို့ကျွန်တော် ACC ကနေ overwall ထိဘယ်လိုများအောင်ဖြတ်တန်းလာမှန်းလဲမသိဘူးเนาะ Okay ကျွန်တော်တို့ဟိုမှာပါလဲ starter လိုမျိုးပေါ့အစလိုမျိုးကျွန်တော်တို့ PC အကုန်လုံးဒီမှာပစ်ထားမယ်ပြီးတော့တစ်ပင်ခုတ်မယ်ဒီတစ်ပင်ကျွန်တော်နဲ့ရင်ဆိုင်ရတော့မယ်ဟုတ်ပြီဒါကျွန်တော် inventory ထဲဝင်နိုင်ပြီ subscribe လုပ်ရင်ကိုဗဒမေးဒီလာထိုးမှာ subscribe